လက်ကန်ထွင်လာတာကတရိုးနဲ့ဖစ်တင်ကြနေရမယ်အဲ့ဒါမှကြမ်းခိုင်မှုရှိမှာဖစ်တင်မကြလို့ရှိရင်ဒီတရိုးတွေအမင်းကဒီတရိုးကကွဲသွားတတ်တယ်ဖစ်တင်ကြနေမှာအဲ့လိုမျိုးပြီးရင်ပြန်ချွတ်ရင်လည်းအဲ့လိုမျိုးကျွတ်သွားရမယ်ဟာလေအဲ့ဆိုရင်လည်းဂက်ဖြစ်မနေအောင်အဲ့လိုလိုဂက်ဖြစ်နေတာခြောက်နေတယ်အဲ့ဒါပြင်ဖို့တင်တယ်အဲ့လိုဖြစ်နေရမယ်ချွတ်ရင်လည်းအဲ့လိုဖြစ်နေရမယ်โอเคရတယ်မှာပင်ပင်လေးတွေကဒါတစ်ဖက်ကနည်းနည်းလေးခြုံပြီးတော့တစ်ဖက်ကနည်းနည်းကြီးတယ်ပေါ့နော်ဒီဘက်ကပဲထိုးရဟုတ်တယ်ဒါကျွဲကြိုပင်လေးတွေတုံးထားတာကျွဲကြိုပင်လေးတွေတုံးထားတယ်အဲ့တော့သူကကြန့်ခိုင်မှုပိုကောင်းတယ်ကျွဲကြိုပင်တုံးတာဝါမတုံးလားလို့မေးလာတရားရှိတယ်ဂျပန်နေတော့ဝါတုံးတယ်ဘာလို့ဝါမတုံးတာလဲဆိုတော့ဝါတုံးတာတော့ဟုတ်တယ်တွေ့ကြရဝါကိုတုံးလို့မရဘူးတက်တန်းရင်းနဲ့ဝါဖြစ်ရမယ်ပြီးတော့အဲ့ဒီဝါကလည်းအချိုးနဲ့ထုတ်ထားတာပေါ့နော်ပိုးတက်ထားတဲ့ပေါင်းခံထားတဲ့ဝါမျိုးဖြစ်ရမယ်အဲ့ဒါမှကြန့်ခိုင်မှုကောင်းတယ်တွေ့ကြရဝါသွားတုံးလို့မရဘူးအဲ့တော့ဝါထက်ဒီကောင်ကစာရင်ကျွန်တော်တို့ရှိမှာကဒါပို့အဆင်ပြေတယ်ပို့ပြီးတော့ကောင်းတယ်ပေါ့နော်သူလည်းကျွဲကြိုလည်းဖြစ်နေတဲ့တူလေဟောကျွဲကြိုလည်းသူကအမြင်နေပေါ့နော်အမြင်နေအလွှာရင်းနဲ့ဖွဲ့စည်းထားတာပဲဝါလို့ပဲသူလည်းတွေ့လားရမ်းကောင်းတယ်ဝါလို့ပဲအမြင်နေအလွှာရင်းနဲ့ဖွဲ့စည်းရတာဖြစ်တဲ့အတွက်ကြောင့်ကြန့်ခိုင်ကောင်းတယ်မကြိုးအရင်ကဆိုကျွန်တော်2018 2019လောက်ကလုပ်တဲ့ဓာတ်တွေဆိုရင်ပေါ့နော်ဟိုဒီအမင်းအပေါက်ဒီအပေါက်ဖောက်လို့ရှိရင်တမာရိုးရနေတိုင်းပဲဖောက်ထားတာပြီးတော့ဝါသုံးတယ်တစ်သားတွေသုံးတယ်အဲ့တော့4-5ချက်လောက်ဝလုံးအတကုံအပပနဲ့ခုတ်လိုက်ပြီးသွားရင်ဒီလက်ကကွင်းနဲ့ခြောင်တဲ့ပြဿနာရှိလာအဲ့တော့ဒီလက်ကကွင်းနဲ့ခြောင်တဲ့ပြဿနာကဒါဂျပန်နေမှာလည်းသူတို့မှာလည်းဒီပြဿနာရှိတယ်သူတို့ YouTube တွေမှာဆိုကြည့်လိုက်ခင်ဗျားတို့တွေ့လိမ့်မယ်ဂျပန်နေသူတို့တိုင်းနေပါကစားလိမ့်လက်ကကွင်းနဲ့ဂလတ်ဆိုတဲ့အတန်တွေကြားလိမ့်မယ်အဲ့ဒါဒီပြဿနာကခြောင်တဲ့ပြဿနာပုံမှန်ပြဿနာပဲအဲ့ဒါဘာလို့လဲဆိုတော့ဒီအမင်းဒီမှာထိုးထားတဲ့ပင်လေးတွေကရိမ့်သွားတာဒီလိုအားနဲ့လွှဲပြီးခုံးလိုက်တော့သူ့ကိုဒီလိုဆွဲချွတ်တယ်လို့ဖြစ်သွားပြီးတော့ဒီအမင်းအလဲကောင်းကနေပြီးတော့ရိမ့်ဒီပင်လေးတွေအလဲကောင်းနေခါးလေကနေရိမ့်တော့အဲ့လက်ကကွင်းနဲ့ခြောင်လာအဲ့တော့ပင်လေးတွေကိုလဲပေးရမယ်ပင်လေးတွေကိုလဲပေးရမယ်ဒီပင်လေးတွေခါးလေးတွေကနေပြီးတော့သူကရိမ့်သွားတယ်လဲပေးရတယ်ဒါပေမဲ့ဒီကျွဲကြိုမှာအပြဿနာတော်တော်နည်းတယ်တော်တော်လေးအခုတ်ကနေကျွန်တော်ရှီယာဝယ်တဲ့အကိုတရားကိုသူခုတ်နေတာနှစ်ပေါက်နေပြီဘာမှမဖြစ်တာမတွေ့ဘူးပေါ့နော်အဲ့ဒါတော်တော်ကောင်းတယ်အဆင်ပြေတယ်လို့ပြောရမယ်ပြီးတော့အဲ့ဒီဝါစာတခြားတန်တွေပါသွားမသုံးစေခြင်းတန်သုံးရင်သူကတန်အမာဖြစ်တဲ့အတွက်ဒီကောင်ထဲမှာဒီကအမာနဲ့တွေ့ရင်တန်ချော်ပြီးတော့ဒီလိုကျွတ်သွားလိမ့်မယ်ဘက်ဒီပဲကျွတ်ထွက်သွားလိမ့်မယ်အဲ့တော့တန်လေးလုံးဝမသုံးသေးဘူးတခြားအရာတော့ကျွဲကြိုကတော့ကောင်းတယ်အဆင်ပြေတယ်ကျွန်တော်သုံးနေတဲ့ထဲမှာပြီးတော့ကျွန်တော်အခုနောက်ပိုင်းဓာတ်တွေမှာကဒီအမင်းဒီလိုပင်ရိုက်လိုက်လို့ပေါ့နော်ဒီလိုလက်ကဝင်ခြောင်တဲ့ပြဿနာမရှိတော့ဘူးမရှိသလောက်ကိုနည်းသွားကျွန်တော်ဘာလို့လဲဆိုဒီအမင်းဖောက်တာတမာရိုးကြနေတိုင်းဖောက်တာမဟုတ်ဘူးခုနောက်ပိုင်းပြန်ပြီးတော့ကျွန်တော် update လုပ်ပြီးတော့ပေါ့နော်ဒေချာပြန်လုပ်ထားတယ်ကျွန်တော်ရှီယာဝယ်တဲ့ customer တယောက်ဟိုးရင်တော့တော်တော်ကြာခဲ့ပါပြီပြောတယ်ညီလေးတဲ့ဒီလက်ကဝင်ခြောင်နေတယ်တဲ့လက်ကဝင်ခြောင်တာလို့အခုလို့ဒါပုံမှန်ပြဿနာပဲလို့ကာတာနာဓာတ်တွေမှာတွေ့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့လက်ကဝင်ခြောင်လို့ရှိရင်ဒီပင်လေးလဲလိုက်လို့ကျွန်တော်အတိုင်းပဲပြောလိုက်တယ်ဒါပေမဲ့နောက်ပိုင်းကျွန်တော်ပြန်စဉ်းစားတော့ကျွန်တော်ကိုယ်တိုင်လည်းမကြိုက်ဘူးဒီလက်ကဝင်6နေဂက်အတိုင်းမီနဲ့ဟာကိုကျွန်တော်လည်းမကြိုက်ဘူးအဲ့တော့ကျွန်တော်လည်းစဉ်းစားဒီအမင်းပေါက်အပေါက်ဖောက်တဲ့နေရာမှာလည်းကျွန်တော်တေချာပြန်ပြီးတော့ပုံစံဒီဇိုင်းအသစ်နဲ့ကျွန်တော်ပြန်ဖောက်ထားတယ်ပြီးတော့ဒီပင်လေးတွေလည်းကျွတ်ကျွတ်ပင်လေးသုံးတယ်ပေါ့နော်အဲ့တော်တော်အဆင်ပြေသွားတယ်တော်တော်ကောင်းသွားတယ်ဟုတ်လားဒါဆိုရင်ကြိုက်တယ်လို့ခုတ်လက်ကဝင်ချောင်းတဲ့ပြဿနာတော်တော်နည်းသွားပြီကျွန်တော်ရှိမှနည်းသွားတယ်တကယ်လို့ချောင်းလာတယ်ဘလို့မှဒီပင်တွေလည်းချင်းတယ်ပေါ့နော်ပင်အသစ်ချင်းတယ်ဒါတွေကချောင်းနေတော့မဲဆိုရင်တော့ဒီ spacer လို့ခေါ်တဲ့ဒီကြီးပြားလေးကိုထပ်တိုးမှပဲရတော့မှာပေါ့နော်အဲ့လိုမှမရရင်မိတ်ဆွေတို့ဒါကိုကြီးပြားထပ်တိုးလိုက်အဲ့ဒါဆိုရင်တော့ပြန်ပြီးတော့ဒီကောင်ကပြန်ပြီးတော့ဟိုဟာဖြစ်သွားလိမ့်မယ်ပြန်ကျက်သွားလိမ့်မယ်โอเค